တာဘိုးရောက်မှမှုကိုနည်းနည်းပြောမယ်ကရင်အကုန်လုံးကမပြောဘူးနော်အဖွဲစီးအကုန်လုံးကိုလည်းမပြောဘူးတာဘိုးတယောက်ကိုပဲပြောမယ်မေးဆောက်မှာဖြစ်သွားတဲ့ပြဿနာသိတယ်မလားအဲ့ဒီမေးဆောက်မှာဒီထိုင်းပလိတ်ကိုပြစ်သွားတဲ့ဟာကတာဘိုးရဲ့တိုက်ရင်ထေက PDF ရေးဖို့ဖြစ်တယ်တမင်ရရှိရှိပြစ်တာလေမဟုတ်ဘူးလေသူနဲ့ကိုနဲ့နဘန်းလုံးနေတဲ့ဂျားထေကပဲတနတ်ဆွဲထုတ်ပြီးတော့မတော်တဆပြစ်မိသွားတာပြီးတော့တနတ်မောက်ကိုကုန်းမှုတို့ဘာတို့ညာတို့အမှုတွေဆွဲထည့်ထားတယ်တနတ်မောက်ကိုကုန်းမှုဆိုရင်လေသူတို့စီကိုပဲသွားတာပဲလေတာဘိုးတို့စီကိုပဲသွားမှာပဲဟုတ်လားတာဘိုးနဲ့ဒီကောင်လေးနဲ့ကနှစ်တည်းအကြာကြီး PDF ဘွားနဲ့တာဘိုးစခန်းမှာတာဝန်ထမ်းဆောင်ခဲ့တယ်အခုလိုမျိုးအမှုဖြစ်တဲ့အခါကြတော့မြန်မာနိုင်ငံထဲကိုပြေးလာရင်လေမင်းတော်လည်းကနိုင်ငံပုံကံမှုနဲ့ PDF ဖြစ်လို့ဆိုပြီးတော့ဖမ်းပြီးတော့ထောင်ထဲထဲမှာအဲ့တော့ပြည်ထဲထဲကိုလေမပြေးလာရဘူးအဲ့တော့ပြေးစရာဆိုတော့တာဘိုးနေရာပဲရှိတယ်တာဘိုးကမိခင်တိုင်ရင်ဖြစ်တဲ့အတွက်အာကိုတကြီးနဲ့မိခွင်ရေခွင်တွေကိုဝင်ပြေးတယ်လို့မျိုးတာဘိုးရဲ့တိုက်ရင်ထဲကိုဝင်ပြေးသွားတယ်တာဘိုးကအဲ့ဒီကောင်လေးကိုဖမ်းပြီးတော့ထိုင်းနိုင်ငံထဲကိုပြန်လာပို့တယ်ကဲခင်ဗျားတို့စဉ်းစားဒါကျွန်တော်တို့ဗမာ PDF တွေမျိုးလို့နော်အဲ့ဒီနေရာမှာကရင်တယောက်ဆိုရင်ဒါမှမဟုတ်သူတို့ဆွေမျိုးထဲကဆိုရင်ဒါမှမဟုတ်ကရင်ပိတ်ဆက်ရှိတဲ့အကောင်တစ်ကောင်ဆိုရင်ဒါမှမဟုတ်ကရင်အကောင်ကြီးအမိရှိသားသမီးတယောက်ဆိုရင်ဒီကောင်လောက်မှာမဟုတ်ဘူးကျွေးတဲ့လက်ကိုပြန်ကြိုက်တယ်ဆိုတာဒီကောင်လိုမျိုးတွေအဲ့ဒီကောင်စောက်ခွက်ကိုကြည့်လူရောက်ပေါက်လားလို့အဲ့ဒီတာဘိုးရုပ်ကအဲ့တော့မင်းကိုထောက်ပိုးတွေလည်းအများကြီးပဲလှူထားပေးကြတယ်အလှူရှင်တွေမမတနိုင်ငံလုံးကအလှူရှင်တွေလည်းအများကြီးလှူထားပေးတယ်ဒါပေမဲ့မင်းတို့အများဆုံးပဲ PDF တွေကိုတတ်တာမင်းတို့အများဆုံးပဲမင်းတင်းရဲ့မင်းတိုက်ရင်ကမင်းကရင်တွေဘာမှဖြစ်ဘူး PDF လေးတွေပဲတစားခံနဲ့တေသွားတဲ့ဒိတ်အကာဖြစ်နဲ့တေသွားတဲ့လူတွေတပုံကြီးအခုလေကျွန်တော်ပြောတာဟုတ်လားမဟုတ်ဘူးလားဆိုရင်ဒီဗီဒီယိုဖိုင်လေးထဲမှာခင်ဗျားတို့မှတ်ချက်လေးတွေလာရေးကြနော်တာဘိုးရဲ့လောက်ရမှန်သားကျွန်တော်ပြောတာပဲမှားနေသလားနော်သိချင်တယ်ကျွန်တော်အဖြစ်အမှုတစ်ခုဖြစ်လာရင်ဘယ်ကိုပြေးမလဲကိုအကိုရပါတယ်ဆိုတဲ့နေရာကိုပြေးပါလေအကိုရပါတယ်ဆိုတဲ့နေရာကိုပြေးမှပဲခေါက်ဆွေးပြီးတော့လာပို့တယ်ဆိုတော့မင်းအစိုးရလားတာဘိုးဟမ်မင်းမြန်မာနိုင်ငံရဲ့အစိုးရလားမင်းကတဖုံလေမင်းတိုးထဲမှာနေနေတာဟမ်ကရင်ပြည်နယ်ရဲ့အစိုးရလားမင်းကတဖုံလေရွာတရွာတော့မပယ်တဲ့ဟာဘာလို့လာပို့လဲတိတာသူတို့ထွက်ဝင်လို့မရမှာကြောက်လို့ဒီကောက်တဲ့အကုန်လုံးကကရင်ဘတ်တွေကရင်တွေကတိလားဒီကရင်ဒေါ်လာရေးအခွေတွေကရှင်းပြောရရင်တဖုံတွေကထိုင်းနိုင်ငံမှာဘတ်လောက်ထတာအထွက်ဝင်လောက်လို့ရအောင်ထွက်ဝင်လောက်ထတာအဲ့အကြောင့်မျက်နှာကြည့်ရဟဲ့ခွက်ပါမျက်နှာလိုလို့သူတို့ထွက်လို့ဝင်လို့သွားလို့လာလို့ရအောင်လွယ်ကူအောင်ဆိုပြီးတော့လောက်တာဟဲ့ကောင်တာဘိုးမင်းတို့ဥနှောက်တဲတဲလေးကိုလေငါတို့အများကြီးသိတယ်တလားအေးမင်းငါ့ကိုတတ်ရှင်နေဆိုရင်မင်းကိုယ်တိုင်လာနော်ကိုယ်စလဲမလွတ်နဲ့ငါလည်းထောက်ဖို့ပဲဒါပေမဲ့မင်းကငါတခါမှမထောက်ဖို့ခဲ့ဘူးတလားဘာဖြစ်လို့လဲသိလားကြည်မရလို့ကွာမယုံကြည်လို့မင်းတို့လိုကောင်မျိုးတွေကိုချင်းလားကွန်မန့်လေးတွေလာရေးကျွန်တော်သိရှင်တယ်